အားလုံးပဲမင်္ဂလာပါဒီနေ့ Daily Dishes ကနေချက်ပြမယ်ဟင်းလျာတော့ကျွန်တော်တို့အားလုံးပဲကြိုက်ခဲ့တတ်ကြတယ်ဝတ်သားအချိုချက်လေးပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဝတ်သားတွေကိုအရင်ဆုံးနေတော်လောက်3လေးလီတာမယ်ဝတ်သား3တက်သားလေးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ချက်ပြုံမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ပဲငံပြားရဲ့အကြီးပဲငံပြားရဲ့အနောက်ချက်သားမှုန့်တို့ကိုရောပြီးတော့တွဲနေပြီးတော့ကျွန်တော်တို့နိုင်ဝက်ခန့်အနည်းဆုံးနှက်ထားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့စီတက်ဖို့အတွက်ဂျင်းကိုအပြားလေးတွေလှီမယ်အဲ့ဂျင်းအပြားလေးကိုကျွန်တော်တို့အရင်ဆုံးစီပူပူထဲမှာအရင်ဆုံးကြော်မယ်စီတက်မယ်ပေါ့နော်စီတက်ပြီးလို့ရှိရင်ကျွန်တော်တို့ဝတ်သားလေးကိုထည့်ပြီးတော့လုံးလိုက်မယ်ပေါ့လုံးလိုက်ပြီးရင်ကျွန်တော်တို့ဝတ်သားကထွက်တဲ့အရေနဲ့ပဲကျွန်တော်တို့ထည့်ပြီးတော့နည်းလေးစီပြန်တဲ့အထိကျွန်တော်တို့တည်ထားမှာဖြစ်ပါတယ်ပြီးတဲ့အချိန်ကျတော့မှစီခန်းသားရေဆိုတဲ့အချိန်ကျတော့မှကျွန်တော်တို့ရေကိုဝတ်သားကိုမြုပ်ရောင်လောက်လာထည့်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့တဲမှာဖြစ်ပါတယ်အဲ့လိုတဲမယ်ဆိုရင်တော့တဲတဲ့အချိန်ကတော့ကျွန်တော်တို့ဝတ်သားရဲ့အနူးရင်းပုံမူတည်ပြီးတော့ကျွန်တော်တို့ချက်တဲ့အချိန်ကတော့ဝတ်သားရဲ့အနူးရင်းပုံမူတည်ပြီးတော့ကျွန်တော်တို့နိုင်ဝက်ကနေမိနစ်40ခန့်ထိကျွန်တော်တို့ကြာမှာဖြစ်ပါတယ်တစ်ခါလေလို့ရှိရင်ဝတ်သားရှင်းနေဆိုလို့ရှိရင်တနားရီခန့်ကြာတတ်ပါတယ်ကျွန်တော်တို့တကယ်လို့ချက်သွန်ကြီးဦးလေးကိုကြိုက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ချက်သွန်ကြီးဦးလေးကိုအိုးမချခင်10မိနစ်15မိနစ်လောက်ဒီမှာထည့်ပြီးတော့ချက်သွန်ကြီးဦးလေးကိုထည့်ပြီးတော့ချက်လိုက်ပါတယ်အဲ့ဒီကမှခြားပြီးကျွန်တော်တို့အရသာရှိရဝတ်သားဟင်းနေရာကြီးကိုရရှိပြီဖြစ်ပါတယ်အားလုံးပဲသုံးဆောင်နိုင်ပါပြီကျေးဇူးတင်ပါတယ်